အားလုံးပဲမင်္ဂလာပါရှင်ဒီ channel လေးကတော့ English story ကိုဘာသာပြန်သွားမယ် channel လေးဖြစ်ပါတယ် If you like this channel you can click on subscribe button appreciate before it's too late အရင်နောက်ကျသွားတဲ့ again တန်မိုးထားပြီးပါ Once a girl would wake up early in the morning to bake delicious bread then go up here to give it to the rich boy she liked once တခါတော့ကA kid would wake up early in the morning. ကောင်မလေးတယောက်ကစောစောထားတယ် To bake ဆိုတာကဒါပမုံဖုတ်တာကိုပြောတာပါ Delicious bread အဲ့ဒါရှိတဲ့ပမုံတွေကိုဖုတ်ဖို့အတွက်မနေ့စောစောထားတယ် Then go up here to give it to the rich boy she liked. ပြီးတော့သူကြိုက်တဲ့ချမ်းသာတဲ့ကောင်လေးစီကိုပေးဖို့လို့တာမော်ကိုတက်သွားခဲ့တယ် She did this every day for months. သူကအဲ့လိုမျိုးလာတယ်တော်တော်များများကြာလုပ်ခဲ့ပါတယ် The boy would happily accept the bread with a smile on his face. ကောင်လေးကလည်းသူ့မျက်နှာမှာအပြုံးပန်းတွေနဲ့ပေါင်မောင်ကိုလက်ခံခဲ့ပါတယ် However, as soon as the girl turned her back to go home, he would throw the bread in the trash, thinking it was a cheap food. ဒါပေမဲ့လည်းကောင်မလေးအိမ်ကိုပြင်ပြင်ချင်းပဲသူကတော့ကောင်မလေးပေးခဲ့တဲ့ bread ဆိုတဲ့ပေါင်မောင်တွေကိုအမိုက်ပုံတွေကိုပြစ်ထည့်ခဲ့ပါတယ် trash ဆိုတာကတော့အမိုက်ပုံတွေပါ thinking it was a cheap food အဲ့ဟာတွေကဈေးပေါ်တဲ့အစားအစာတွေလို့တွေးပြီးတော့ပေါ့ One day the girl saw him toasting her bread into the trash တနေ့မှာတော့ကောင်မလေးကကောင်လေးကိုမြင်ခဲ့ပါတယ်သူ့ရဲ့ပေါင်မုံတွေကို trash ထဲမှာတွန်းနေတာကိုတွေ့ခဲ့တယ် Feeling hurt she asked နာကျင်စွာနဲ့ပဲကောင်မလေးကမေးခဲ့တယ် Were you just throwing away all the bread I baked for you all this time? နေတစ်ချိန်လုံးပဲငါပေးတဲ့တောင်မုံတွေကိုအမိုက်ပုံတွေကိုပြစ်ခဲ့တာလားလို့မေးခဲ့ပါတယ် Why do you keep accepting it? ဘာလို့မြန်လက်ခံနေသေးတာလဲ I worked really hard to make it taste good. အဲ့ဒီဟာကိုအရသာရှိအောင်ငါရင်းကြိုးကြိုးစားစားလုပ်ထားခဲ့ရတာ Seeing her tears, the boy felt bad and replied, I'm sorry.I didn't know you bake it. ကောင်မလေးမျက်ရည်ကျအောင်မြင်ရတဲ့အခါမှာကောင်လေးကတော့ဝမ်းနေပြီးတော့ပြန်ပြောလိုက်တယ် I'm sorry, I didn't know you bake it. ငါနင်ပမောက်ဖုတ်တာကိုငါမသိလို့ပါ I thought it was just so cheap bread. ငါကအဲ့ဒါကိုဈေးပေါ်တဲ့ပမောက်နေလို့ပဲထင်ခဲ့တာ The girl wiped her tears. ကောင်မလေးကသူမရဲ့မျက်ရည်ကိုတောက်လိုက်ခဲ့ပါတယ်Wipe her tears ဆိုတာကမျက်ရည်တွေကိုတောက်လိုက်တာဖြစ်ပါတယ် Shouting is not just bread. It's my way of showing my love to you before running away. ကောင်မလေးကအော်ပြောလိုက်တယ် It's not just bread. အဲ့ဒါကပေါင်မုန့်တင်မဟုတ်ဘူးအဲ့ဒါငါနင်းကိုသဘောကျတဲ့အကြောင်းတွေကိုပြသတာပဲဆိုပြီးတော့သူမပြင်းမထွက်သွားခင်မှာပြောခဲ့ပါတယ် The boy realized his mistake and vowed to eat all the bread the girl would give him.ကောင်လေးကသူ့ရဲ့အမားတွေကိုနားလည်သွားပြီးတော့ကောင်မလေးလာပေးတဲ့မြပေါင်မုံတွေကိုငါစားတော့မယ်ဆိုပြီးအတိတ်တန်ချလိုက်ပါတယ် Unfortunately, the girl never brought him bread again. ကဲမကောင်းတာတခုကတော့ကောင်မလေးကသူ့စီကိုပေါင်မုံတွေဘယ်တော့မှယူမလာခဲ့တော့ပါဘူး Moral of the story ပုံမြင်လေးရဲ့သင်ခန်းစာက People express their feelings in different ways. Don't judge a gift by how it looks.Look at the heart behind it. လူတွေကသူတို့ရဲ့ခံစားချက်တွေကိုနီလန်ပေါင်းစုံနဲ့ဖော်ပြကြပါတယ်။လက်ဆောင်တစ်ခုကိုအပေါ်ယံကိုကြည့်ပြီးတော့မဝေဖန်ပါနဲ့ judge မဝေဖန်ပါနဲ့ Look at the heart behind it. အဲ့ဒီဟာရဲ့အနောက်ကနှလုံးသားလေးကိုကြည့်လိုက်ပါ This is the end of the story. If you like it, please subscribe this channel.